အပိုင်းလေးမှာတော့ရိုစီကသူမနေ့ကလောက်ကိုင်းထားတဲ့စိန်ရင်းတွေရပြီလားဆိုပြီးတော့ရာဂူကိုလာတောင်းနေရကြောင်းရာဂူလည်းသူမတောင်းထားတဲ့စိန်ရင်းတွေအကုန်လုံးကိုပေးလိုက်တာရိုစီလည်းချီးကျူးနေပါတယ်ရာဂူကတော့သူမကိုတွေးလိုက်တိုင်းနှလုံးသားမရှိတဲ့အမေဆိုပြီးကာရီစာပောက်ကွဲနေပါတယ်အော်နော်ရာနဲ့လန်ယာကတော့ပွဲတော်နေမတဲ့ပိုင်းမှာကာရီနဲ့တွေ့ရကြောင်းသူတို့အတူတူဘဲကိုသွားကြမလဲဆိုပြီးတော့မေးလိုက်ကကာရီရဲ့ကောင်းမှဖဲဖဲမရှိတာကိုတတိထားမိကြောင်းမေးနေပါတယ်ကာရီလည်းပုံစံတစ်မျိုးနဲ့နေရှင်လို့ဝိမလာဘူးလို့ဆိုပြီးတော့သူ့ရဲ့တငယ်ချင်းနှစ်ယောက်ကိုပြောလိုက်ကတောင်းရတာလည်းလမ်းတူတူရှောင်းရင်းနဲ့ပွဲတော်နေအစီအစဉ်တွေအကြောင်းကိုပြောနေပါတယ်အခြားတစ်ပတ်မှာတော့ရာဟူကကွန်မဒီရဲ့လိုအပ်တဲ့ပစ္စည်းတွေနဲ့အချိန်စင်းအတီးကြတွေကိုအကုန်လုပ်ပြီးပြီလို့ဆိုကနောက်တဲ့အလုပ်တစ်ခုအမြတ်ပေးဖို့ကိုပြောလိုက်ပါတယ်ရိုစီကတော့အခြေခံတဲ့အတွင်းသူ့ရဲ့လုပ်ငန်းတွေကိုအများကြီးကူညီနိုင်လို့ရာဟူကိုချီးကျူးနေခဲ့ကလာစာအများကြီးတိုးဝေးမယ်ဆိုပြီးလည်းပြောလိုက်ပါတယ်ပြီးတော့ဒီလိုမျိုးအရင်ရှင်းတွေနဲ့ပေးုံတဲ့သူကိုသူ့ရဲ့သမီးနဲ့သဘောတူတယ်ဆိုပြီးတော့ပြောလိုက်ပါသေးတယ်ဒါကိုကြတော့ရာဂူတယောက်လည်းမျက်လုံးပြူးသွားပါတယ်ရာဂူကတော့သူတို့လာစာတွေပတ်စံတွေကအရေးမကြီးချောင်းကိုပြောပြီးသူလိုချင်တဲ့အရာတစ်ခုကိုတောင်းဆိုလို့ရမလားဆိုပြီးတော့ရိုစီကိုမေးလိုက်ပါတယ်ဒါကိုကြတော့ရိုစီလည်းဗာများလဲဆိုပြီးတော့ပြန်မေးတာကြောင့်ရာဂူလည်းသူ့လို့အားလုံးကိုမနာမနေလုပ်ပေးမယ်ခရစ်စမတ်ပွဲတော်နေချိန်ကာရီနဲ့အတူဖျက်ဆီးပေးဖို့ကိုတောင်းဆိုနေပါတယ်ရိုစီကတော့ရာဂူရဲ့စကားတွေရောကြောင်ပြီးတော့ကြည်နေခဲ့ကရာဂူကတော့သူတည်သွားပါစေကာရီတဲ့အချိန်တိုင်းကြိုးစားမယ်လို့ပြောပြီးထွက်သွားပါတယ်နောက်တစ်ခါမှာတော့ရာဂူကကုမ္ပဏီနဲ့ပတ်သက်တဲ့စိတ်ရင်းတွေကိုလုံနေရင်းနဲ့ကာရီကိုသူ့အမိနဲ့တွေ့ပြီးအတူတူပြောရဖို့အစမ်းကိုစူးစမ်းမယ်ဆိုပြီးတော့ပါဇက်ကနေပြောနေပါတယ်ဒါကိုရိုစီကအခြားတဲ့နေရာကနေကြည်နေပါတယ်တိတ်မကြခင်မှာပဲရာဂူကတလာလုံးလုပ်ရမယ့်အလုပ်တွေကိုတရရဲနဲ့အပီးလုပ်ပြီးတော့ရိုစီကိုလာပေးပါတယ်ရာဂူကသူမလွယ်တာတွေကိုလုပ်ပြီးပြီဖြစ်တာကြောင့်တူတောင်းဆိုထားတဲ့ကာရီနဲ့အတူတူဖျက်ဆီးပေးဖို့ကိုအတီးပြုတ်ပေးပါဆိုပြီးလဲနောက်ထပ်တောင်းဆိုနေပါတယ်ရာဂူဘလောက်ပဲတောင်းဆိုရိုစီကတော့မတော်ဘူးပဲအပြတ်ငင်းနေပါတယ်ရိုစီကတော့သူ့ရဲ့သမီးနဲ့ပွဲတော်နေမှာအတူတူဖျက်ဆီးမှုအဆင်မပြေပေမဲ့ကာရီတက်လက်ဆောင်တွေတော့သူဝယ်ထားတယ်လို့ဆိုကတင်တန်းလေးပေးဖို့မအားတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်တကယ်တော့ရိုစီကကာရီငငယ်လေးကပွဲတော်နေနဲ့ဒီနေ့ကိုတခုလက်ဆောင်ပေးမယ်ဆိုပြီးတော့တင်ထားတဲ့လက်ဆောင်တွေပဲဖြစ်ပါတယ်ဒါပေမဲ့သူမမအားတာကြောင့်အဲ့ဒီလက်ဆောင်တွေကသူ့မှာအများကြီးဖိနေတယ်ဆိုပြီးတော့ပြောပါတယ်ဒါကိုကျတော့ရာဂူလေးသူထင်ထားတဲ့ရိုစီကမိခင်မြင်တာမရှိဘူးလို့ထင်ထားတာပဲဖြစ်ပါတယ်ရိုစီကတော့ကာရီနဲ့ပတ်သက်တဲ့အသေးမွားလေးကစသူမမင့်တယ်လို့ဆိုတာသူဘလောက်ပဲချစ်သူချစ်တာကိုထုံးမပြဘူးဆိုပြီးလည်းပြောလိုက်ပါတယ်ထပ်ပြီးတော့လည်းအခုလောက်ဆိုကာရီသူ့ကိုမုန်းနေလောက်ပြီဆိုပြီးပြောလိုက်တာကြောင့်ရာဂူကကာရီကအန်နီကိုမုန်းပါဘူးဆိုပြီးပြန်ပြောလိုက်ကခရစ်စမတ်ပွဲတော်နေကိုတော့အန်ဒီနဲ့အတူတူပြန်သန်းဖို့မျှော်လင့်ထားတဲ့အကြောင်းကိုပြောလိုက်ပါတယ်အဲ့ဒါရာဂူလည်းနောက်တစ်ချိန်ကာရီနဲ့ပွဲတော်မှာအတူတူပြန်သန်းမှုကိုတောင်းဆိုနေပြန်ပါတယ်ရိုစီကတော့အချိန်နောက်ကျသွားပြီလို့ဆိုတာခဏနေအမေရိကတားရတော့မှမလို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြောလိုက်တာကြောင့်ပြန်ဖို့အချိန်ဘယ်လောက်ကြံနေလဲဆိုပြီးရာဂူကမေးလိုက်ကလရင်ထွက်ဖို့အချိန်3နာရီလောက်ပဲကျန်တော့တယ်ဆိုပြီးတော့ပြောလိုက်ချိန်မှာပဲပြင်စီစရာရှိရတယ်ပြင်စီပြီးတော့ကာရီကိုအမြင်တောက်ခုတ်ပေးမယ်ပြောပြီးထွက်သွားပါတယ်အခြားတစ်ဖက်မှာတော့ကာရီကသူ့မိကိုမျှော်လင့်ထားတာဖြစ်ပြီးခြိုက်တုံ9ယောက်ကတော့ဒီနေ့ပွဲတော်နေ့ကပိုပြီးလာတယ်လို့ပြောနေကြပါတယ်ကာရီရဲ့ကြားနေတဲ့နှင်းဆက်တွေကိုကြည့်ပြီးတော့ဝမ်းနေနေရင်နဲ့ကာရီရဲ့ရှေ့ကိုရုတ်တရက်ရာဂူကရောက်လာပြီးတော့သူမကိုကားပေါ်ကိုအမြင်ခေါ်သွားခဲ့ပါတယ်။နိုင်တစ်ပွဲရောက်တော့ပွဲတော်နေမှုကားလမ်းကြောင်းတွေကပိတ်နေတာကြောင့်ရာဂူလည်းအချိန်သိမရဘူးဆိုပြီးကြောင်ရံစပိန်ကိုစီးပြီးတော့ကာရီကိုသူ့ကိုဖတ်ထားဆိုပြီးတော့စပိန်ကိုသူမအမေရှိတဲ့နေရာစီကိုအမြင်မောင်းသွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ရိုစီရဲ့ CEO ကအမေရိကမှာပြုလုပ်မဲ့အစည်းအဝေးကိုအချိန်မီတက်ရောက်ဖို့အခုတည်းကကြိုပြီးသွားဖို့ကိုပြောကအကယ်၍နောက်ကျသွားရင်သူတို့ရဲ့ရန်ပေါင်းများတဲ့ဆုံးရှုံးရမယ်လို့ပြောတာကြောင့်ချက်ချင်းပဲရိုစီလည်းလေရင်နဲ့ထွက်သွားခဲ့ပါတယ်။ရာဂူကတော့အချိန်သေးမရတာကြောင့်စပိန်ကိုအမြင်မောင်းနေခဲ့ရင်းနဲ့ထွက်သွားတဲ့လေရင်ကိုကြည့်ပြီးကာရီကလုံးဝမဖိနိုင်တော့ဘူးဆိုပြီးတော့ပြောနေပါတယ်။ရာဂူကတော့ချက်ချင်းပဲရိုစီကိုဖုန်းဆက်ပြီးတော့အစည်းအဝေးပွဲကိုဖျက်သိမ်းဖို့ပြောနေခဲ့ရရိုစီကတော့သူ့စားသူ့ရဲ့သမီးလေးနဲ့အတူဖျက်သိမ်းပေးဖို့လာဦးကိုတေချာမားလိုက်ပါတယ်ဒါပေမဲ့ရာဂူကတော့ဂရီမီနီရဲ့ရိုစီကိုဒေါသထွက်သွားပြီးသူ့ရဲ့ဖုန်းကိုလှုပ်ချဖို့လုပ်နေပေမဲ့ဖုန်းကကာရီရဲ့လက်ထက်ကိုရောက်သွားပြီးဝမ်းနဲ့မျက်ရည်တွေနဲ့အတူအမေဆိုပြီးစကားလုံးကိုသူမပစားကနေပြောလိုက်တာကြောင့်သူမရဲ့အမေဖြစ်သူရိုစီလည်းချက်ချင်းပဲမျက်ရည်တွေဝဲလာပြီးတော့လေရင်ကိုပြန်ပြီးတော့အနောက်ကိုဆုပ်လိုက်ကကာရီယိုစီကိုပြန်လာခဲ့ပါတယ်အဲ့တော့ရိုစီလည်းချက်ချင်းပဲလေရင်ပေါ်ကနေဆင်းပြီးတော့သူ့ရဲ့သမီးလူကိုဝမ်းနဲ့မျက်ရည်တွေနဲ့ပြီးဖက်လိုက်ရင်းနဲ့တာမင်းနှစ်ယောက်စလုံးလည်းတယောက်ကိုတယောက်ဖက်ပြီးတော့ကောင်းကင်ကကျလာတဲ့နှင်းဆက်တွေနဲ့အတူငိုကြွေးနေပါတယ်။အော်ကတော့မိကြီးတယောက်ရဲ့မြစ်တာကိုအပြေးအဝရသွားတဲ့ကာရီအတွက်ဂိုယူနေခဲ့ပြီးကာရီအတွက်တူလူပေးခဲ့လို့ကျင်းနေပါတယ်။ရိုစီကလည်းသူတို့တာမင်းနှစ်ယောက်လုံးကိုအခုလိုပြန်လဲဆုံသွင်းခွင့်ရအောင်လုပ်ပြီးလို့ရာဂူကိုကျေးဇူးတင်ကြောင်းနဲ့ရာဂူလိုအရင်ရှိတဲ့သူမျိုးနဲ့သူ့ရဲ့သမီးကထိုက်တယ်လို့ပြောပါတယ်။နောက်တစ်ခါမှတော့ကာရီတို့တာမင်းနှစ်ယောက်ကပျော်ပွားနဲ့ပွဲတော်တွေကိုဖျက်ဆီးနေပြီးအခြားတစ်ဘက်ကနေဟိုကတော့သူမအတွက်ပီတိမျက်ရည်ကျနေခဲ့ပါတယ်။အဲ့ရပုံမှာတော့ရိုစီကကာရီတဲ့ခရစ်စမတ်လက်ဆောင်တစ်ခုကိုပေးလိုက်ကအဲ့ဒီလက်ဆောင်ကတော့ကာရီအရန်ကြိုက်တဲ့ဖဲဖဲကျိုးလေးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကာရီကတော့သူငယ်ငယ်ကပေးထားတဲ့ဖဲဖဲကျိုးလေးကိုသာအကြိုက်တိုးလို့ပြောပြီးအခုလိုဖဲဖဲဝိတ်ထက်အောင်ငယ်ကလေးကရာဂူကြောင့်လို့ပြောလိုက်တာကြောင့်ကာရီလည်းအံ့ဩသားပါတယ်။ကာရီကငယ်လေးကလေးကရာဂူနဲ့နှစ်ယောက်တည်းပုံမြင်စာအုပ်တွေဖဲပြီးတော့စာအုပ်တွေကမင်းသမီးလေးဖ
ဖဲပြားဝက်တာကိုကြည့်ပြီးတော့ကာရီနဲ့လည်းအရင်လည်းပိုက်တယ်လို့ပြောတာကြောင့်ကာရီကငယ်လေးရဲ့ရာဂူပြောတဲ့အတိုင်းဖဲပြားလေးတွေကိုဝစ်ခဲ့တယ်လို့ဆိုပြီးတော့သူ့ရဲ့အမေကပြောပါတယ်ခဏကြာတော့သူမရဲ့အမေကပွဲတော်နေမှာရာဂူနဲ့အတူတူရှိသေးတယ်လို့ပြောလိုက်တာကြောင့်ကာရီလည်းအလားဆုံးမိပြီးတော့အိပ်ပျော်နေတဲ့ရာဂူစီကိုတွားလိုက်ပါတယ်ပြီးတော့သူ့ရဲ့ပုံပေါ်မှာရာဂူကိုအိတ်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့မနေ့ရောက်လာတော့နေဝဲတစ်ခုမှာရိုစီကဘာဘူးကိုကျေးဇူးတင်ကြောင်းနဲ့ရာဂူကအစီးပွားရေးအရာရောပုဂ္ဂိုလ်ရေးအရာကိုအဘက်ဘက်ကတော်ရဲသူဆိုပြီးတော့ချီးကျူးနေပါတယ်ပြီးတော့လွန်ခဲ့တဲ့10နှစ်ကကောင်းလင်းကိုအခုချိန်မှာပြည့်ပြည့်လိုက်ရမယ်လို့လုံးဝမထင်တော့ကြောင်းကိုပြောလိုက်တာကြောင့်ရာဂူလည်းသူ့ရဲ့တောက်ကလကိုပြပြီးတော့အဲ့ဒီအချိန်တွေကိုပြန်ပြီးအမဲရခြင်းနဲ့ဆိုပြီးတော့ပြောနေပါတယ်ရိုစီကတော့ရာဂူကိုသူ့ရဲ့အနာကိုခဏလာဖို့ခေါ်ပြီးကတ်တိုလေးရာဂူနဲ့ကာရီကဟန်ဆောင်ချစ်သူတွေဆိုတာသူသိတယ်လို့ပြောလိုက်ကတကယ်ရောစိတ်တွေကဟန်ဆောင်ကျင်နေတာလားလို့မေးလိုက်တာကြောင့်ရာဂူတယောက်လည်းအဖေရှာမြတ်ဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကာရီကိုချစ်မိနေပြီလားဆိုတာမတိကျမေးရတဲ့ပုံစံတစ်ခုလိုဖြစ်နေပါတယ်။အဲ့နောက်ရိုစီလည်းကာရီနဲ့ရာဂူကိုနှုတ်ဆက်ပြီးတော့လေယာဉ်ပေါ်တက်သွားခဲ့ပါတယ်။အတန်းသားတွေကတော့မင်းညံကရာဂူနဲ့ကာရီကဟိုတယ်မှာအတူတူအိတ်တာတကယ်ကြီးလားဆိုပြီးတော့မေးနေတဲ့အကြောင်းကာရီတို့နှစ်ယောက်လည်းမျိုးလုံးပြသွားခဲ့ပါတယ်။အခြားတစ်ပတ်မှာတော့ရိုစီကလေယာဉ်ပေါ်မှာထိုင်နေနဲ့ရာဂူပြောတဲ့လောကဆွဲကြိုးအကြောင်းကိုပြန်ပြီးတော့တွေးနေရင်းနဲ့အဲ့ဒီဆွဲကြိုးမို့ကကာရီငငယ်ကပကြီးစာအုပ်ထဲမှာဆွဲထားတဲ့ပုံဖြစ်မယ်လို့စဉ်းစားနေပါတယ်